မင်္ဂလာပါ2025-26 Champions League Final ဘောလုံးပွဲကြီးကတော့ကျွန်တော်တို့ပြီးသွားခဲ့ပါပြီဒီပွဲမှာဗျာကျွန်တော်တို့ PSG ဘက်ကကျွန်တော်ကောင်းခဲ့တယ်ဆိုရင်လည်းလို့ဒါ Arsenal ရဲ့လုံးဝခံစစ်ကစားပုံကြည့်မှုကိုလုံးဝခြေဖြတ်လို့မရခဲ့ဘူးပထမပိုင်းတစ်ပိုင်းလုံးဗျာ PSG ရဲ့ Trial တိုက်စစ်တွဲဖြစ်တဲ့ဒါဒမ်မီလီကဘာတမီတော့ဒူရေးတို့ကျွန်တော်တို့ဘာမှကိုလုံးလို့မရခဲ့ဘူးဒါအာဆင်နယ်အနေနဲ့ဗျာဒါနှစ်ပေါင်းများစွာစောင့်ခဲ့ရတဲ့ဒါချန်ပီယံလိဘောလုံးပွဲကြီးချန်ပီယံလိဖလားကြီးကိုကျွန်တော်တို့လက်မတင်လေးပဲတီလေးလွတ်ခဲ့ရတယ်အာဒီယာနီနဲ့ကျွန်တော်တို့တကိုးရပြီးရဲ့နောက်မှာထပ်ပြီးတော့ဂိုးတွေရဖို့ဘာလို့မကြိုးစားခဲ့တာလဲဘာလို့တိုက်စစ်မစင်ခဲ့တာလဲတိုက်စစ်စင်ဂိုးတွေရဖို့စူးစမ်းလို့ရနေတဲ့သားနဲ့အာဆင်နယ်နေနဲ့ဒါလုံးဝဒါဂိုးထက်ရဖို့မစူးစမ်းခဲ့ဘူးဖိုင်နယ်ဘောလုံးပွဲမှာဗျာဒီလိုတာကားတွေအများကြီးရှိခဲ့တယ်ဒါကဘာဖလားဘောလုံးပွဲတကုန်းနဲ့နိုင်တယ်ဒါထိန်းထားတယ်ဒါဒုတိယပိုင်းမိနစ်60ခုဝန်းကျင်လောက်မှဂိုးတွေပြန်ပေးရတယ်အဲ့လိုတာကားတွေအများတန်းရှိခဲ့တယ်ကျွန်တော်ဗျာခံစစ်ကောင်းတဲ့ခံစစ်ဘလောက်ကောင်းတစ်ဖက်တင်းကဒရဇက်တိုက်စစ်စင်လာပြီဆိုရင်တကယ်ကမ္ဘာအကောင်းဆုံးခံစစ်အတွဲတွေရှိခဲ့ဘူးတဲ့ဒိုင်ဂါတီတောင်မှပဲကျွန်တော်တို့တစ်လုံးမဟုတ်တစ်လုံးဒါဂိုးပြန်ပေးရတဲ့အနေထားတွေရှိခဲ့ဘူးတဲ့ခံစစ်ကောင်းတဲ့ကျွန်တော်တို့ဖလားမရပါဘူးတိုက်စစ်ကလည်းကျွန်တော်တို့လုံလောက်တဲ့ဂိုးတွေဒါတွန့်ထားမိတာရှိတယ်ပရီးမီးယားလိမှာလည်းတက်တည်အများကြီးရှိတယ်တကူတဲ့နိုင်တယ်ဒါဘောလုံးကိုင်းကစားတယ်ခန်းစစ်ကိုပြင်ဆင်တယ်ဒါပြီးကန်နေတာမဟုတ်ရင်တခြားအချိန်တွေမှာမှကျွန်တော်တို့ဒါကိုပြန်ပေးလိုက်ရတဲ့နေထားတွေအများကြီးရှိခဲ့ဘူးလေတကယ်ဗျာကျွန်တော်တို့အာဆင်နယ်အနေနဲ့ဒါဖလားရဖို့အလားအလာအများကြီးကောင်းခဲ့တယ် PSG ကစားသမားတွေကြက်ခိုင်မှုမရှိခဲ့ဘူးဒီနံပါတ်7တို့ဒါဒမ်မီလီတို့ဒါကြက်ခိုင်မှုမရှိခဲ့ဘူးကုံပြောရင်ဗျာဘက်တင်ဟာတောင်မှပဲလူစားလဲမကန်နိုင်တော့တဲ့အနေထားကြောင့်မလို့လူစားလဲခဲ့ရတဲ့အခြေအနေထိလုံးဝရောက်ခဲ့တယ်တကယ်ပါကျွန်တော်အာဆင်နယ်အတွက်လုံးဝစိတ်မကောင်းပါဘူး PSG အတွက် congratulation ပါနောက်တစ်ခုကဗျာကျွန်တော်တို့နောက်ဆုံးပိတ် penalty ကိုဘာကြောင့်ဂါဘရီယယ်ကိုဒါကန်ခိုင်းတာလဲဗျာစဉ်းစားလို့ကျွန်တော်မရဘူး PSG ကိုသမားဘာမှတော့မကကွယ်လဲရဘူးအာဆင်နယ်ကစားသမား2ယောက်ဖြစ်တဲ့အဇေးနဲ့ဂါဘရီယယ်ကကျွန်တော်တို့ကိုပေါက်တွေလွဲချော်ကန်ခဲ့ရတယ်ဒီနေ့ပွဲမှာအကောင်းဆုံးကကျွန်တော်တို့ရာဟာပါဒီဘက်ရာဟာကျွန်တော်ကြိုက်ဆုံးကစားသမားပါဒီဘက်ရာဟာပြီးတော့ကျွန်တော်တို့လူးစကယ်လီကျွန်တော်ရမ်းကြိုက်တယ်ဒါကွန်းလေမာတူဆော့တယ်ရမ်းကိုပဲကြိုက်တဲ့လူငယ်ကစားသမားလေးတယောက်ပါ PSG တဲ့ congratulation ပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်ပြီးတော့ဆုံနေကြပါမယ်